2004ခုနှစ်အာဆင်နယ်အသင်းရှုံးပွဲမရှိချန်ပီယံအဖြစ်သမိုင်းစိုက်ထူခဲ့တဲ့အချိန်အဲ့ဒီတုန်းကဘောလုံးလောကဟာသူတို့ခြေဖွားအောင်မှာပြားပြားဝတ်ခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီရွှေရောင်နေ့ရက်တွေနောက်ွယ်မှာနှစ်ပေါင်း22နှစ်တိုင်ရှီလျားလာတဲ့အမှောင်တုတစ်ခုစတင်လာလိမ့်မယ်လို့ဘသူကထင်ထားခဲ့မှာလဲပြိုင်ပွဲပေါင်းစုံမှာလှောင်ပြောင်ခံရမှုတွေအဓိကကစားသမားတွေတယောက်ပြီးတယောက်ထွက်ခွာသွားချိန်အမ်မရစ်ကွင်းကြီးရဲ့အထီးကျန်မှုတွေပရိသတ်တွေရဲ့မျက်ရည်နဲ့စိတ်ပြက်လက်ပြက်အော်ဟစ်တန်တွေဟာနှစ်ပေါင်း20ကျော်တိုင်အာဆင်နယ်တို့ရဲ့အိမ်မဆိုးဖြစ်ခဲ့ရပါတယ် I'm not having Christmas anymore. Christmas is abandoned now. Pride and milk has finally gone silent. အလှဲ့အပြောင်းနဲ့ဒဏ်ရာများဒါပေမဲ့ပြိုလေးချင်းတွေဟာပျက်စီးဖို့အတွက်မဟုတ်ပါဘူးနီးပြမီခီအာတီတာရောက်လာတဲ့အချိန်မှာတော့လုပ်ငန်းစဉ်ကိုယုံကြည်ပါ trust the process ဆိုတဲ့စကားလုံးတစ်လုံးနောက်မှာတွေးသစ်လောင်းလူငယ်လေးတွေဟာဒဏ်ရာတွေကိုအာမန်အဖြစ်ပြောင်းလဲခဲ့ကြပါတယ်ပြီးခဲ့တဲ့ရာသီတွေကနှမျောဖို့ကောင်းလောက်အောင်လက်လွတ်ခဲ့ရတဲ့ချန်ပီယံဖလားတလောကလုံးရဲ့လှောင်ပြောင်းမှုကိုခံခဲ့ရပေမဲ့ဒီကလေးတွေဟာအရှုံးမပေးခဲ့ပါဘူးသူတို့ရင်ဘတ်ထဲကအမြောက်တစိမ့်ဟာအရှုံးသမားတွေအတွက်မဟုတ်ဘူးဆိုတာသက်သေပြဖို့ဒဏ်ရာတွေကိုအန်ကျိတ်ပြီးထပ်မံယုံထားခဲ့ကြပါတယ်2025-26ရာသီရဲ့နောက်ဆုံးပိတ်အဆုံးအဖြတ်အခိုက်အတန့်အာဆင်နယ်အသင်းအတွက်သမိုင်းဝင်ချန်ပီယံဖြစ်ဖို့နောက်ဆုံးတပွဲပဲလိုပါတော့တယ်ဒါပေမဲ့သူတို့ကွင်းနဲ့ဆင်ပြီးမကန်ရသေးခင်မှာပဲကန်ဂျမာရဲ့နတ်ဆိုးတကောင်ကဖိအားတွေပြီးလာခဲ့ပြန်ပါတယ်အဲ့ဒါကတော့ထီးနန်းကိုလူယူဖို့အနောက်ကနေတကောက်ကောက်လိုက်နေတဲ့ကြောက်စရာမန်စီးတီးအသင်းပါပဲမန်စီးတီးနဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်အားလုံးကမန်စီးတီးအလွယ်တကူနိုင်ပြီးအာဆင်နယ်ကိုဆက်ပြီးဖိအားပေးလိမ့်မယ်လို့ထင်ခဲ့ကြတာဒါပေမဲ့ဘောလုံးနဲ့သမီးကအမ်မရစ်မြေကြီးကိုမျက်နှာမူခဲ့ပါပြီဘုံမောက်အသင်းကအသက်ထွက်မတက်ခုခံကစားရင်းမန်စီးတီးကိုတစ်ဖက်တကူးစီတကြီးပွဲနဲ့အလဲထိုးပစ်လိုက်တဲ့အချိန်ကွင်းသိမ်းခေါင်းလောင်းတန်မြည်ဟေးသွားတဲ့အခိုက်အတန့်မန်စီးတီးအမှတ်လျော့သွားပါပြီအာဆင်နယ်အသင်းဟာသူတို့ရဲ့နောက်ဆုံးပွဲစဉ်ကိုကွင်းထဲတောင်ချီချစရာမလိုပဲနှစ်ပေါင်း22နှစ်တိုင်ပိတ်ဆို့ထားခဲ့တဲ့မျက်ရည်တွေနဲ့အတူပရီးမီးယားလိရဲ့ဘရင်အဖြစ်တရားဝင်တရဖူဆောင်းသွားခဲ့ပါပြီဗျာဒါဟာဖလားတစ်လုံးရယုံတယ်မကပါဘူးလဲကြရာကနေပြန်ထနိုင်တဲ့စိတ်ဓာတ်ဘလောက်ပဲခံစားရပါစေအသင်းကိုကြောမခိုင်းခဲ့တဲ့ပရိသတ်တွေရဲ့တစ္ဆာတရားကိုဂုဏ်ပြုလိုက်တဲ့သမိုင်းဝင်ဇလန်းတစ်ပုဒ်ပါဂုဏ်ယူပါတဲ့ကန္နာတို့ရေသင်တို့ရဲ့22နှစ်တာရှည်လျားလာတဲ့စောင့်ဆိုင်မှုတွေပြီးဆုံးသွားခဲ့ပါပြီမြောက်လန်ဒန်ရဲ့ကောင်းကင်ယံမှာအမြောက်တန်တွေတိုးလို့လွှမ်းမိုးလိုက်ပါအောင်